ချင်းမိုင်မြို့မှာကိုနိုဝယ်ခြင်းမိမဲ့ကိုယ့်ရဲ့အချစ်တော်တီကလေးတွေကိုပေးမထားလို့စိတ်ညစ်နေပါသလားဒါမှမဟုတ်ကိုနိုဝယ်ပြီးလို့အငားပြန်ချတဲ့အခါတခြားသူတွေနဲ့မတူတဲ့ unique selling point တစ်ခုခုကိုပိုင်ဆိုင်ခြင်းပါသလားဒါဆိုရင်တော့ချင်းမိုင်ရဲ့ပထမဆုံးနဲ့တခုတည်းသော pet friendly ကိုနိုဖြစ်တဲ့ Making House နဲ့မိတ်ဆက်ပေးပြကြရှင်ဒီ project ဟာဆိုလို့ရှိရင်ထိုင်းနိုင်ငံရဲ့နာမည်ကြီး developer ဖြစ်တဲ့ Sanseri developer ရဲ့ premium house brand ပဲဖြစ်ပါတယ်ရှင်ဒီ project ဟာဆိုလို့ရှိရင်ချင်းမိုင်ရဲ့အမြင့်မိုင်မှာရှိတဲ့အတွက်ကြောင့်မလို့ရေကြီးမှာလုံးဝစိတ်ပူစရာမလိုပါဘူးဒီနေရာအနေနဲ့ကလည်း Central Festival Shopping Mall နဲ့ Land Shop 10 မိနစ်အကွာအဝေးမှာရှိပြီးတော့လေဆိပ်ကားဂိတ်နာမည်ကြီးနေမန်လမ်းမကြီးတွေကိုလည်းမိနစ်20အတွင်းရောက်သွားနိုင်တဲ့ prime location တစ်ခုပဲဖြစ်ပါတယ်ရှင်facility တွေကတော့အပန်းဖြေဖို့အတွက် DJ ဆောင်းမှာပါဝင်တဲ့ pool party 5 ရစေပဲရေကူးကန် body fitness အတွက်ကရိယာစုံလင်လာတဲ့ gym နဲ့ EV ကအသုံးပြုတဲ့သူတွေအတွက်တော့အဆင်သင့်ရှိနေမဲ့ EV charger အင်ငွေတရိတ်ဆန်လေးတွေအတွက်ပတ်ပါနဲ့ပတ်ရတွေပါထည့်သွင်းပေးထားပါတယ်ရှင် House brand ရဲ့ထုံးစံအတိုင်းပဲတဘာဝပတ်ဝန်းကျင်နဲ့တသားတည်းကြတဲ့အေးကျမှုမျိုးကိုပေးစွမ်းနိုင်မှာပဲဖြစ်ပါတယ်ရှင်နေထိုင်ဖို့တင်မကဘဲနဲ့အငားပြန်ချထားဖို့အတွက်ဆိုလို့ရှိရင်လည်းအငားစည်းခွက်အရန်တွက်တဲ့နေရာမှာတရှိပါတယ်ရှင်အခုရမုံလိုက်ပြပေးမယ့်အခန်းလေးကတော့ 1 bed plus အခန်းအမျိုးအစားလေးပဲဖြစ်ပါတယ်ရှင်ဒီအခန်းလေးရဆိုလို့ရှိရင်အကျယ်ဝန်းအပြင်50 square meter ကျယ်ဝန်းပါတယ်ရှင်ဆိုတော့အခုဒီမှာဆိုရင်မြင်တွေ့ရတဲ့အတိုင်းသူကဘယ်ဘက်မှာဆိုရင် kitchen လေးရှိမယ် kitchen လေးကိုဆိုလို့ရှိရင်ရမုံတို့ဒီလိုမျိုး slide door လေးနဲ့ separate kitchen လေးလုပ်ပေးထားတာကိုတွေ့ရပါတယ်ရှင်ပြီးရင်ရမုံတို့ဒီနားမှာဆိုရင်လူ4ယောက်လောက်စားလို့ရတဲ့ dining space လေးရှိမယ်ပြီးရင်မုံတို့ညာဘက်မှာဆိုလို့ရှိရင်တော့ရေချိုးကနဲ့အိမ်သားလေးရှိပါမယ်ရှင်ပြီးရင်ညီမတို့ဒီဘက်ကိုဆက်သွားလိုက်မယ်ဆိုရင်တော့အခန်းရှိမယ်အခန်းရဲ့ဒီဘက်မှာဆိုလို့ရှိရင်တော့ညီမတို့ plus အခန်းလေးရှိမယ်ပေါ့နော် plus အခန်းလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ညီမတို့ဒီမှာဆိုရင်ကိုစိတ်ကြိုက် gaming room မဲ့လုပ်မလားစာဖတ်ခန်းမဲ့လုပ်မလားစိတ်ကြိုက်ပြန်ပြီးတော့ဖန်တီးလို့ရပါတယ်ရှင်နောက်တစ်ခုပြပေးချင်တာကညီမတို့ဒီ plus အခန်းလေးကနေလဲ balcony ကိုထွက်လို့ရအောင် slide door လေးနဲ့လုပ်ပေးထားပါတယ်ရှင်အခုဒါလေးကတော့အိတ်ခမ်းလေးပဲဖြစ်ပါတယ်ရှင်အိတ်ခမ်းလေးနဲ့ဒီဘက်မှာဆိုလို့ရှိရင်တွဲရဲ့ရေချိုးကနဲ့အိမ်သာလေးရှိပါမယ်ဒီရေချိုးကနဲ့အိမ်သာလေးကိုဆိုလို့ရှိရင်လည်းရမုံတို့အိတ်ခမ်းကနေရော living room ကနေပါဝင်ထွက်သွားလာလို့ရအောင် double entry ပုံစံမျိုးလေးပြုလုပ်ပေးထားကိုတွေ့ရပါတယ်ရှင်ဒီလို double entry ပုံစံမျိုးလေးပြုလုပ်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တကယ်လို့ကိုယ့်အိမ်ကိုဧည့်သည်လာတဲ့အခါမျိုးမှာဆိုလို့ရှိရင်ကိုယ့်ရဲ့အိတ်ခမ်းထဲကနေမဖျက်ရတော့ဘဲနဲ့ privacy ရှိလေးနေထိုင်နိုင်မှာပဲဖြစ်ပါတယ်ရှင်ခုပြပေးမယ့်အခန်းလေးကတော့2 bedroom အခန်းလေးဖြစ်ပြီးတော့အကျယ်ဝန်းက68 square meter ကျယ်ဝန်းပါတယ်ရှင်အခုဒီမှာဆိုလို့ရှိရင်မြင်တွေ့ရတဲ့အတိုင်းညာဘက်မှာ separate kitchen လေးရှိပါမယ်ပြီးရင်ဒီမှာဆိုရင် dining space လေးရှိမယ်ဒီမှာကတော့ common bathroom လေးတစ်ခန်းရှိမယ်ပြီးရင်ဒီဘက်ကက်ရက်မှာဆိုလို့ရှိရင် single bedroom လေးရှိပါမယ်ရှင်ပြီးလို့ရှိရင်တော့ရမုံတို့ဒီဘက်မှာဆိုရင် living room ကျယ်လေးဖွဲ့ပေးထားတာကိုတွေ့ရပါတယ်အခုမြင်တွေ့နေရတဲ့အခန်းလေးကတော့ဒီအခန်းရဲ့ရေချိုးကနဲ့အိမ်သာတွဲရပါတယ် master bedroom လေးပဲဖြစ်ပါတယ်ရှင်ရမုံတို့ရဲ့အနန္တထိုင်လန် estate ဟာဆိုလို့ရှိရင်ထိုင်းနိုင်ငံမှာတရားဝင်မှတ်ပုံတင်ထားပြီးတော့ဘန်ကောက်မှာရုံးခန်းဖွင့်လှစ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့လူကြီးမင်းတို့ရဲ့ property ကိစ္စတွေအတွက်လူကိုယ်တိုင်လာရောက်လေ့လာနိုင်တဲ့လို့စိတ်ချလက်ချလက်တွဲနိုင်ပါတယ်ရှင်။